ဖြစ်ပြန်ခေါ်တာ ပြီးရင်ကျေတို့ဒီမှာ WL ဒီက35တဲ့ဒီတောင်းမှန်ကြတော့ဒီထက်ကလုံးဝတောင်းမှန်ကြပြီတဲ့လား ဟုတ်ကဲ့ နော်အဲ့တော့ဒီလိုနေ51 ပြည်စက်နဲ့ 51တချို့နည်းနည်းအဲ့ရဆွဲပြီးပါ51ဟုတ်ဒီမရိုက်တဲ့တယောက်ကဒီဟုတ်ပြီ51ကိုအစက်ကလေးချလိုက်တယ်နော်ဒီမှာနှစ်ကတ်မှာဒါဒီကနေဆိုဒီကနေပတ်ဆွဲနေတယ် ဖွားလေးပဲဆိုရဲဒီချိန်ဝင်နေပြန်ချင်တယ်51ဆိုတော့ဒီသမီးဖွားလေးပဲဖွားလေးဆိုရင်ဒီအဲ့တော့ဟိုဘက်နဲ့ဒီဘက်335ရှိတာပြန်ချင်ရှိရဲ့ဒီကမိဆက်လာတော့ဒီကျတော့သူ့ရဲ့ဒီတိုင်းနဲ့သွားမယ်နော်ဒါနဲ့ပါမှာဆိုနော်အဲ့တော့ကျတော့2 plus 5များခြင်း1ဒီ1ဒီပြီးတော့ဒါနှစ်ဒါဘယ်လောက်လဲ3တော့ဟိုကလေးလေးโอเคတမီးဖေးကြော်လေးထူးချွန်နေတဲ့ဖေးကြော်လေးအဲ့တော့အဲ့ဒါပြီးတော့လေးပြီးတော့နံပါတ်5ကမိပိုင်6 plus 7ကဘယ်လောက်ရလဲ23မှာရတယ်နော်အဲ့ဒါကိုဆိုလို့မှတ်မယ်23တမ25ပေါ့ကွယ်23ဒီမှာ25ဟုတ်နော်ဒီရနေဟိုမြင်းကြံနေဆွဲမှာဆိုတော့ကြံကိုအဲ့ဒီထိတ်ကလေး23တမ25ပဲလို့လိုက်မမှီတော့လေ23တမ25စက်ကလေးချဟုတ်ပြီမှန်တယ်ဒီချက်ဒါလေးနဲ့တွေ့ပြီဒီဆက်6ပါးကြတော့ဘယ်လောက်လဲ B by 6 plus 4.5 B 19 plus ဘယ်လောက်လဲခွန်လားဆိုတော့ဒါဒီကနေစပြီးတော့တိုင်းစတာဆိုတာ9175စကူကမှာခေါ်တယ်ဒီကနေပြီးတော့မလုပ်နဲ့
ကောင်းမှန်ထား ကောင်း မှ မှ န် န် ညီလာသူရှိလို့လားကြိုက်လားကြိုက်လားမြင်ရလားကြိုက်တယ်နော် ဟုတ် ဒါဒီအရှိတော့နော်လွယ်နေတယ်နော်ကြီးကြီးကောင်းတယ်ဒါရီကောင်းတာဒါဒီဒီလိုက်စစ်စစ် စီးလိုက်စစ်လက် was 4.5 90.75 90.75 ဟုတ် ခေါ်တယ် point ရဲ့အနောက်မှာ75လို့မခေါ်ဘူး7525เนาะ ဟုတ်ကဲ့ ဒီရောဒါကဒါစစ် လွယ်တယ်မလားသမီးတို့ပြောလိုက်တာ 7 စိတ်ကကြတော့ဘယ်လောက်ပဲလဲ3 by 6 plus 3 18.25 18.25 အဲ့တော့သူကကြတော့မှားမှဆိုလို့ဒီကနေဒီဘက်ကနေစပြီးတော့မဖြစ်နဲ့တိုင်းနေ စတိုင်း နော်ဒီဘက်ကကြတော့ဒီဘက်ကနေစတိုင်းနေအဲ့လိုမှားမှဆိုလို့နော်ဒီနံပါတ်ဘယ်လောက်လဲ နံပါတ်8 ဒီကိုကဒီဟာကြီးနော်တောင်းနေတာကိုဆေးရပါလေဆေးရခုန51ရှိတယ်51ကိုတော့ဝက်လိုက်ရင်ဘယ်လောက်ရလဲသမီးတို့ 51ကို25 40 ဘယ်လောက်ရလဲသမီးတို့ 25တကယ်မလားတစ်ကို25ပေါ့ 25တဒမ25 ဟုတ်ကဲ့ တဝက်50က25လေ ဟုတ်ကဲ့ 现在上来的嘛？ ဟော25 ဟုတ်တယ်ဒီနှစ်ခုကဘာဖြစ်လဲ ညီရရ 25တသမ5 Wi-Fi မထာ30စစ်တေကတိုင်း 7 စာပြီးသွားပြီပြီးသွားပြီအဲ့ဒီလိုဒါလေးကိုကြည့်ပြီးဆွဲတက်လား ဆက်တက်ပါတယ်
ဆွဲမယ်သမီးမဆန်နာကတော့ကနန်းနေမကြီးနေတော့နောက်လို့ပဲထက်ဆွဲလိုက်တော့ ဟုတ် နော်သမီးတို့အကုန်လုံးတော့ဒါလေးကိုဆွဲရမယ်ပြီးမှတစ်ချက်ပြန်ရှင်းပြပါဦးခဏလေးဒါလေးတစ်ချက်တော့ဖြစ်တယ်ဒီကစစ်စစ်တူအဲ့တော့တမီးတို့ဒီကြောင်းလေးပြန်ရှင်းပြလိုက်မယ်နော်။နားပြီအဲ့တော့နံပါတ်1ကကြတော့ပိတ်လိုက်တော့တစ်ချက်စား